နာဒီနေရောမမလေးလှဆောင်မှာဖြစ်ပါတယ်ကလေးလေးအကြိုက်ပေါ့နော်ဒါလေးကအရန်ကြိုက်တယ်သူတို့ကြိုက်တာနည်းနည်းကိုကြိုက်တာမများခင်းနေတာပေါ့နော်သူတို့ကတော့စားမယ်တော့မပြောဘူးပေါ့နော်ကိုစားချင်တာနဲ့သူတို့စားမလားမသိလိုက်ရောပေါ့အစားတော့နှစ်ထုပ်မမနှစ်ထုပ်ဆိုတော့နှစ်ထုပ်လုံးထည့်လိုက်တယ်ကဲကိုကနည်းနည်းဆက်ဆက်လေးစားချင်တဲ့အတွက်ကိုနောက်ထပ်အစပြန်ထဲတယ်ပြီးတော့တကြားလေးပဲနည်းနည်းထည့်လိုက်တယ်ပေါ့နော်ကလေးလေးလည်းစားလို့ရအောင်ပေါ့နော်သူတို့ကောင်းတော့ပုံလားတကယ်တော့ကိုစားဖို့တော့ကိုလောက်တာပေါ့နော်ကဲဒီမှာမှုန့်နေပါတယ်ဒီမှာသူတို့က cheese ကြိုက်တယ်ဆိုတော့လေဒီမှာသူကလည်းသူကိုယ်တိုင်လှုပ်ချင်တယ်ပါချင်တယ်ဆိုတော့သူ့က cheese လေးနဲ့ပေးထည့်လိုက်တယ်ပေါ့နော်သူမထည့်အောင်ဆိုလို့ရှိရင်မျက်နှာကြီးကပုတ်နေမှာဆိုတော့လေညအိတ်ကန်ကြီးဆိုတော့ပုတ်တုံနဲ့မသိချင်ဘူးအဲ့ဒါကြောင့်သူ့လက်လေးပါပေးပလိုက်ပါတယ်အားနဲ့ထဲလေဒီမှာကြည့်ထဲနေတာလည်းဘလူးကြီးထဲနေတယ်ဆိုတော့ကြည့်ကိုကလည်း BN အိုနေရတယ်ထဲမယ်ဆိုလည်းမမြန်လေးထဲပြီးဒီမှာဗီဒီယိုရိုက်နေတာလေကျမလည်းဗီဒီယိုရိုက်နေဆိုတော့သူကလည်းရှာနေတာပေါ့နော်သူပါမယ်ထင်နေတဲ့အမှန်တော့သူမပါဘူးလက်လေးပဲဒီမှာထည့်ပေးလိုက်တယ်လုံရင်တဲ့ကလေးတွေကတော့ AC ပဲပေါ့နော်ကိုကတော့မနေနိုင်တော့ဒီလားမွေနေနေအရန်စားချင်နေပြီအမှန်ဆိုကိုစားချင်တာကိုလေကလေးတွေကောင်းပုံလိုက်တာပေါ့နော်သူတို့ကတော့သူတို့ AC ပဲနေတယ်ဟဲ့သားလေးတွေမမဆက်စားမလားလို့နေလိုက်တော့သူတို့လည်းစားမယ်ဆိုတော့ပျော်သွားတာပေါ့နော်ဖော်ရပြီဆိုတော့ရမမလေးကတော့ပြီးသွားပြီပေါ့နော်ပြီးလို့ရှိရင်ကလေးတွေမကြည့်ဘူးကိုကရင်ဆုံးစားမှာငါလည်းဒီတက်ဒီစားရင်းနဲ့ပဲပြီးတော့မှပိတ်မလဲတော့မသိတော့စားလိုက်စုကိုတီတောက်လိုက်စားလိုက်စုကိုတီတောက်လိုက်နဲ့ပဲကိုတီပဲအားကိုပြီးနေရတာပေါ့နော်ဒီ3ယောက်စားမှဆိုတော့ဦးက3လုံးကြော်လိုက်တယ်ကိုက2လုံးစားမယ်သူတို့2ယောက်ကို1လုံးတယောက်တစ်ပိုင်းတွေးမှာပေါ့ကဲအဲ့မှာထဲနေတာပေါ့နော်ဒီချာလေး cheese လေးတွေပအောင်ဆိုပြီးတော့ my camera လေး vela လေးရရင်တော့ပေါ့နော်ပြီးဒီဦးကတော့စီမမဟုတ်ဘူးဒီလားပြီးအနောက်မှာလေးပြန်ကော်ပြီးစားအောင်မယ်အဲ့ဒီဦးမှာ cheese တွေကြံ့နေတယ်ဆိုတော့လေပြစ်လိုက်မှမမျောတယ်နေနော်ကဲဒီမှာအမှုနေထောင်နေပေါ့နော်ကဲဗီဒီယိုလေးရိုက်တယ်ဆိုတော့လေကျမနဲ့လည်းပါအလားလေးပါလေးဆင်းလိုက်တယ်ပေါ့နော်ပကံလေးတော်တော်လေးများလှဝါလာမသိဘူးကဲတခွားလေးတွေလည်းဟိုထက်ဒီထက်ပေါ့